Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မတိလိုက်ပဲလုံမိနေတဲ့စိတ်ဖိစီးစေတဲ့အကျင့်များဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြမှာဖြစ်ပါတယ်စိတ်တက်ကြတယ်ဆိုတာကမျောလင်းချက်မဲ့နေတဲ့အခြေအနေပါဒီအခြေအနေကစိတ်ရောကိုယ်ပါထိခိုက်စေနိုင်ပါတယ်လူတိုင်းကစိတ်ဖိစီးတာကိုရှောင်လွှဲဖို့ခက်ပေမဲ့တခါတလေမှာကိုယ်တိုင်တော့မတိလိုက်ပဲနဲ့လက်ရက်ခေါ်မိတတ်ပါတယ်မတိလိုက်ပဲလုံးမိနေတဲ့စိတ်ဖိစီးစေတဲ့အကျင့်များကိုကိုယ်တိုင်ရောလုံးမိသလားဆိုတာကိုအတူတူစမ်းစစ်ကြည့်လိုက်ရအောင်နော်ပထမဆုံးတစ်ချက်အနေနဲ့လှုပ်ရှားမှုမရှိတာလှုပ်ရှားမှုမရှိတာကစိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းပါဒါကြောင့်လေကိုယ်လက်လေးချင်ခံလုပ်ပေးတာကစိတ်ပျော်ရွှင်စေပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်ဒါကြောင့်နေ့စဉ်ဘဝမှာလှုပ်လှုပ်ရှားရှားနေထိုင်ပေးတာကနီလန်းကောင်းပါတနေ့တာကိုလှုပ်ရှားမှုမရှိပဲထိုင်းမိုင်းစွာဖျက်ဆီးခြင်းကစိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်အိပ်ရေးပြတ်တာကလည်းစိတ်ဖိစီးမှုကိုဖြစ်နိုင်ပါတယ်အိပ်ရေးမဝတာညဘက်ကိုအိတ်ချိန်နေတာကောင်းကောင်းအိတ်မပျော်တာတွေကြောင့်လည်းစိတ်ဖိစီးမှုကိုအလိုခံစားရစေနိုင်ပါတယ်ဒါကြောင့်စိတ်ဖိစီးမှုကနေကိုကာကွယ်ခြင်းနဲ့ဆိုရင်ညဘက်အိတ်ချိန်8နာရီကနေအနည်းဆုံး6နာရီပြည့်ဝရရှိအောင်အိပ်ပေးလို့လိုပါမယ်တယောက်တည်းနေတတ်တာတယောက်တည်းနေတာကငြိမ်းချမ်းတယ်လို့ယူဆစရာအကြောင်းရှိပေမဲ့ရေရှည်မှာတော့စိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်တယောက်တည်းအနေများလာတဲ့အခါအထီးကျန်လာပြီးတော့စိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ချစ်ရသူတွေနဲ့အချိန်ဖြုံးတာတငယ်ချင်းတွေနဲ့စကားဆက်ပြီးပြောတာမျိုးလှုပ်ဆောင်ပြီးပါနံပါတ်4ကတော့ပြုပြင်ထားတဲ့အစားအစာတွေကိုစားတာဟုတ်ပါတယ်ပြုပြင်ထားတဲ့အစားအစာတွေကစားရတာအရသာရှိတာကြောင့်မစားဘူးသူကခက်ရှားပါဒီစားအစာတွေကိုတခါတလေမှစားကြတဲ့သူတွေရှိပေမဲ့တချို့ကတော့နေ့စဉ်လိုစားတတ်ကြပါတယ်ဒီလိုစားသုံးမှုကစိတ်ဖိစီးမှုကိုဖိတ်ခေါ်နေတာပါပဲကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကစိတ်ရောကိုယ်ပါကျမ်းမာစေပေမဲ့ပြုပြင်ထားတဲ့အစားအစာတွေကစိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်နေ့စဉ်စားသုံးမှုမှာပြုပြင်ထားတဲ့အစားအစာတွေကိုတတ်နိုင်သမျှလျှော့စားပေးပါ။နံပါတ်5အချက်နေရတော့တဘာဝနဲ့ကင်းကွာနေတာဟုတ်ပါတယ်မြို့ပြဘဝကတဘာဝနဲ့ကင်းကွာစေပါတယ်။မြို့ပြဘဝမှာသွားလာရတာလွယ်ကူတယ်စားကြတာတွေအလွယ်တကူစားလို့ရပေမဲ့တဘာဝတရားနဲ့တော့ထိတွေ့ခွင့်တော်တော်လေးနည်းပါပါတယ်ဒီလိုမျိုးတဘာဝတရားနဲ့ထိတွေ့ခွင့်နေတာလေကောင်းလေတန်မရတာတွေကရေရှည်မှာစိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်စိတ်ခံစားမှုကောင်းစေပြီးစိတ်ဖိစီးမှုတက်တာစေဖို့ဆိုရင်တဘာဝတရားနဲ့ထိတွေ့ပါခရီးတွေထွက်ပါအထိုင်များတဲ့လုပ်ငန်းခွင်အချိန်တော်များကို laptop ရှေ့မှာထိုင်ရင်အချိန်ကုန်နေပါသလားအလုပ်ချိန်ပြီးသွားတဲ့အချိန်မှာတော့ TV ကြည့်ရင်ထိုင်နေမိတယ်ဆိုရင်ရေရှည်မှာစိတ်ဖိစီးမှုကိုမလွဲမသွေခံစားရမှာပါဒါကြောင့်အထိုင်များတဲ့ဘဝနေထိုင်မှုပုံစံကိုပိုင်ဆိုင်ထားတယ်ဆိုရင်အလုပ်ခွင်ချိန်ပြင်ပမှာလမ်းလျှောက်ထွက်တာမျိုးတွေလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပေးပါကိုနေဟန်ထားမမှန်တာထိုင်တဲ့အခါလက်ပြင်ကိုင်းထားတာခါခွေးထားတာတွေကစိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုကင်းပြီးကိုယုံကြည်မှုပြည့်ဝစေဖို့ဆိုရင်ထိုင်တဲ့အခါခါမမတ်ထိုင်ပေးပါ။ဒီလိုထိုင်ပေးတာကကိုနေဟန်ထားမှကန်စေသလိုစိတ်ဖိစီးမှုလည်းကင်းစေနိုင်ပါတယ်။ကဲအခုပြောပြခဲ့တဲ့အကျင့်တွေကစိတ်ဖိစီးနေနိုင်တာကြောင့်ကိုယ်တိုင်ကတော့လုံမိနေတယ်ဆိုရင်ချက်ချင်းပြင်လိုက်ဖို့ပြောပြစေရှင်ကျေးဇူးပဲတင်ပါတယ်